မွေလို့ပြောလိုက်ရင်ကျွန်တော်တို့မြန်မာလူမျိုးတွေကြားမှာကြောက်စရာကောင်းတဲ့သတ္တဝါလို့တိကျသလိုတစ်ဖက်မှာလည်းရှေးရိုးဆွဲအယူအဆတွေနဲ့ပြည့်နှက်နေတဲ့သတ္တဝါတစ်ကောင်လည်းဖြစ်ပါတယ်ဒါပေမဲ့တင်သိပါသလားမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာမွေကြိုက်ခံရလို့တည်ဆုံမှုအများဆုံးနိုင်ငံစည်းမှာထိပ်ဆုံးကပါဝင်နေပါတယ်တကယ်အမှန်တရားကတော့ဒီတည်ဆုံမှုတွေရဲ့ထက်ဝက်ကျော်ဟာမွေစိတ်ကြောက်တယ်မဟုတ်ပဲကျွန်တော်တို့နှလုံးသားထဲမှာစွဲမြဲနေတဲ့ရှေးရိုးဆွဲအယူအဆအမှားတွေကြောင့်ဖြစ်ရတာပါမွေကဂလေးစားချစ်တတ်တဲ့ဆိုတဲ့စကားဖျားပေါ်ကမွေတွေကိုနွားလုံးနဲ့ကြက်ဥတိုက်တာဟာကုသိုလ်ရတယ်ဆိုတဲ့အယူအဆငန်းဆောင်ကဇောင်းသုံးဆောင်နဲ့ညီပြီးအကြိုက်ခံရရင်တေမဲဆိုတဲ့ခြောက်လန့်မှုတွေဒီຢာတွေကရိုးရာပုံမြင်တွေမဟုတ်ပါဘူးလူတွေကိုကေးပြေးချင်းတတ်နေတဲ့အသိပညာအမောင်တွေဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့မြန်မာနိုင်ငံမှာနှစ်ပေါင်းများစွာအမြင့်တွဲနေတဲ့မွေနဲ့ပတ်သက်တဲ့မှားယွင်းတဲ့အယူအဆ15ချက်ကိုဇီဝဗေဒရှုထောင့်ကနေတိတ်ပံနေကြရှင်းပြပေးသွားမှာပါကျွန်တော်တို့လက်ခံထားတဲ့ဘယ်ချက်တွေကမှားနေပြီးဘယ်ချက်တွေကအမှန်လဲဆိုတာနဲ့ဒီရုပ်တန်းစကားတွေရဲ့နောက်ွယ်ကတိတ်ပံနေကြအမှန်တရားတွေကိုအတူတူရှာဖွေကြည့်လိုက်ကြရအောင်နံပါတ်1လင်းမွေနဲ့မွေဟောက်ကမျိုးဆက်နိုင်တယ်လင်းမွေနဲ့မွေဟောက်မျိုးဆက်ရင်လင်းမွေလည်းအစိတ်ပြင်းမွေဖြစ်လာပြီးအစိတ်ပိုပြင်းတယ်လို့ယုံကြည်ကြတာပါအဖြေကတော့လုံးဝမဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုတော့ဇီဝဗေဒအရမျိုးရိုးဗီဇ DNA မှာကွဲပြားလွန်းလာပါတယ်ကြောင်နဲ့ခွေးမျိုးဆက်လို့မရတယ်လို့ပဲလင်းမွေနဲ့မွေဟောက်ဟာမျိုးနွယ်စုမတူတဲ့အတွက်မျိုးဆက်ဖို့မဖြစ်နိုင်ပါဘူးဒါခရိုမိုဆိုးအရေးအတွက်နဲ့ DNA တိစောက်ဖို့မတူတဲ့အတွက်တည်အောင်ဖို့မဖြစ်နိုင်တာပါနံပါတ်1မွေတွေမိတ်လိုက်နေစဉ်ပဝါအုပ်ပြီးအဲ့ဒီပဝါကိုစောင့်ထားရင်စောကြည့်တယ်ဒီအယူအဆမှားကတော့အယူသိမှုတွေထဲမှာအဆိုးဆုံးချက်ပါဘယ်သူမြောက်ပေးလိုက်မှမသိပေမဲ့ဒီလိုလုပ်တဲ့သူတွေမြန်မာနိုင်ငံမှာရှိနေပါတယ်အဖြေကတော့လုံးဝမှားပါတယ်ဒါဟာတိတ်ပံနီးကြအထောက်ထားလုံးဝမရှိတဲ့ပြင်လွန်အန်ဒီရများတဲ့အလုပ်ပါဝေတွေမိတ်လိုက်ခြင်းဟာရန်လုံမှုအရှိဆုံးအချိန်ဖြစ်ပါတယ်ပဝါသွားအုပ်တာဟာမွေကိုက်ခံရမှုဖိတ်ခေါ်နေသလိုပါပဲအချစ်ရကံကောင်းဖို့ကကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့လည်းဆိုင်ပါတယ်စောမကြည့်ခင်အရင်ရှောသွားနိုင်တာမို့သွားမစမ်းကြည့်ကြဖို့အကြံပေးပါရစေနံပါတ်3မွေးမလာအောင်ဇီးဖြူပြီးကျဲထားရမယ်အဲ့ပပတ်လည်မှာဇီးဖြူပြီးရှိရင်မွေးမလာဘူးဇီးဖြူပြီးရဲ့အနံ့ဒါမှမဟုတ်ဓာတ်ကမွေးကိုမူးစေတယ်လို့ထင်နေကြတာပါအဖြေကတော့မှားပါတယ်မွေးတွေမှာအာယုံခံဖို့ရှာရှိပေမဲ့ဇီးဖြူပြီးကမွေးကိုဟန့်တားနိုင်တဲ့ဓာတုပစ္စည်းမပါဝင်ပါဘူးတကယ်တော့မွေးဟာသူ့အစာဖြစ်တဲ့ကြွက်နဲ့ဖားရှိတဲ့နေရာကိုလာတာပါဇီးဖြူပြီးရှိနေလဲအစာရှိရင်မွေးကလာမှာပဲဖြစ်ပါတယ်နံပါတ်4မွေးလိုက်ရင်ပစိုးချွတ်ပြီးပြေးရင်လွတ်တယ်ဒီအယူဆမှားကတော့မွေကပစိုးကိုလူထင်ပြီးကြံခဲလိုက်မယ်လို့ယူဆကြတာပါမွေကလူရဲ့လှုပ်ရှားမှုနဲ့ခန္ဓာကိုယ်အပူချိန်ကိုကြည့်ပြီးလိုက်တာပါပစိုးချွတ်ပြေးတာဟာလည်းအချိန်ဖြုံးတာပဲဖြစ်ပြီးမွေရဲ့ရန်ကနေမလွတ်နိုင်ပါဘူးပစိုးချွတ်တဲ့အချိန်မွေကမကိုက်တဲ့နေရာကိုကိုက်မိပါကမျိုးတုံးသွားနိုင်တာမို့သွားစမ်းကြည့်ခြင်းလည်းရပါတယ်နံပါတ်5ငန်းဆောင်ကညနေဆောင်တောင်ဆောင်ညောင်ဆောင်ဇောင်းသုံးဆောင်နဲ့ညီပြီးအကြိုက်ခံရရင်သေနိုင်တယ်ဒီယူဆအမှားကတော့မြန်မာနိုင်ငံတနိုင်ငံလုံးကလက်ခံထားကြတာပါအဖြေကတော့မှားပါတယ်ငန်းဆောင်ကလုံးဝအစိတ်မရှိပါဘူးဇီဝဗေဒအရမွေတွေမှာအစိတ်ရှိဖို့အတွက်အစိတ်ကလေးနဲ့အစိတ်ထိုးသွင်းနိုင်တဲ့ဆွဲတွေရှိရပါမယ်ဒီမွေမှာအစိတ်ကလေးလုံးဝမပါသလိုသူ့ရဲ့သွားတွေဟာလည်းအစာကိုဖမ်းယုံတက်တက်တာရှိပါတယ်ဒါကြောင့်ဒီမွေကြိုက်တာဟာကြောင်ကုတ်တာဒါမှမဟုတ်ခွေးကြိုက်တာထက်တောင်အနည်းနည်းပါတယ်တချို့လူတွေကအစိတ်မရှိတဲ့မွေကိုက်ရင်တော့စိတ်လှုပ်ရှားလို့မျိုးရှော့ရသွားတာမျိုးဒါမှမဟုတ်မွေရဲ့သွားမပါတဲ့ဘက်တီးရီးယားကြောင့်ပိုးဝင်တာမျိုးဖြစ်နိုင်ပေမဲ့ဒါဟာမွေစိတ်ကြောင့်သေတာလုံးဝမဟုတ်ပါဘူးတကယ်အစိတ်ရှိမွေဆိုရင်ဘယ်အချိန်ဖြစ်ဖြစ်အစိတ်ရှိမှဖြစ်ပြီးနေရာဒေသနဲ့အချိန်အပိုင်းခြားတွေကအစိတ်တွေကိုပြင်းအောင်နဲ့စိတ်မရှိအောင်မလုပ်နိုင်ပါဘူးဇောင်းဆိုတာဟာလည်းရှီးလူကြီးတွေမွေကိုကြောက်အောင်ခြောက်လန့်ခဲ့တဲ့စိတ်ကွင်းဒဏ္ဍာရီတာဖြစ်ပါတယ်နံပါတ်6မွေများသည့်ဂလဲစားချေနိုင်မွေတစ်ကောင်ကိုတတ်လိုက်ရင်ကြံတဲ့အဖော်ကလိုက်လာပြီးဂလဲစားလာချေတက်တယ်ဆိုတဲ့အယူအဆကမှားပါတယ်တင်နေတဲ့မွေရဲ့မျက်လုံးတွေကနေသူတို့ကိုတတ်သွားတဲ့လူရဲ့မျက်နှာကိုမြင်ရပြီးကြံနေတဲ့မွေကလာကိုက်တက်လိုက်မယ်လို့ယူဆကြတာပါမွေသေးတွေရဲ့မျက်လုံးမှာကင်မရာမပါတာကိုတော့လက်ခံကြမယ်လို့ထင်ပါတယ်မွေတွေမှာလူတွေလိုအညှိုးထားတက်ပြီးဂလဲစားချနိုင်တဲ့ညံရီမြင့်မားတဲ့အုံနောက်မရှိပါဘူးမွေသေးနာကိုနောက်ထပ်မွေတစ်ကောင်ရောက်လာတာကလည်းမွေသေးစီကနေထွက်တဲ့ဟော်မုန်းနှံ့ကြောင့်ဆွဲဆောင်ခံရလို့လာတာဖြစ်ပြီးလူကိုမှတ်မိနေပြီးလိုက်တက်တာမျိုးမရှိပါဘူးနံပါတ်9မွေသေးလင်ခေါင်းကိုမြုပ်ထားရမယ်ဒါကတော့မှန်တယ်လို့မှားနေတာမို့တိကျတဲ့အချက်လက်တွေနဲ့ရှင်းပြပေးချင်ပါတယ်
လူတွေကသွေးနွေးသတ္တဝါတွေဖြစ်တဲ့အတွက်အောက်ဆီဂျင်ပြတ်တောက်သွားရင်အုံနောက်ကစက္ကန့်ပိုင်းတွင်သေဆုံးသွားပါတယ်ဒါပေမဲ့မွေတွေကသွေးသတ္တဝါတွေဖြစ်ပါတယ်သူတို့ရဲ့ဇီဝကမ္မဖြစ်စဉ်ဟာအလွန်နှေးကွေးတဲ့အတွက်အောက်ဆီဂျင်နဲ့သွေးမရှိတော့ရင်တော့သူတို့ရဲ့တစ်ရှူးတွေနဲ့အာရုံကြောတွေကတော်တော်နဲ့မသေးပါဘူးမွေကိုက်ချင်းဆိုတာအုံနောက်ကနေတကူးတကားအမိတ်ပေးမှလောက်တာမဟုတ်ပဲ reflex action လို့ခေါ်တဲ့အလိုလျောက်တုံ့ပြန်မှုဖြစ်ပါတယ်မွေရဲ့ခေါင်းပိုင်းမှာရှိတဲ့အာယုံခံအင်္ဂါတွေဟာအနီးအနားမှာရှိတဲ့အပူချိန်သို့မဟုတ်လှုပ်ရှားမှုကိုတိလိုက်တာနဲ့အာယုံရောစနစ်ကကြွက်သားတွေကိုဓာတ်ရိုက်အမိတ်ပေးပြီးကိုက်လိုက်တာပါဝေဥကောင်းတဲ့ခန္ဓာကိုယ်ပြတ်တောက်သွားပြီမဲ့ခေါင်းပိုင်းမှာကြံခဲ့တဲ့အာယုံကြောတွေကပတ်ဝန်းကျင်ကလှုပ်ဆောင်မှုဥပမာလူကသွားထိလိုက်တာဒါမှမဟုတ်နေမိတာတို့ကိုတုံ့ပြန်ဖို့အစဉ်သစ်ဖြစ်နေတာဖြစ်ပါတယ်မွေရဲ့အစိတ်ကလေးကဥကောင်းရဲ့တစ်ဖက်တစ်ချက်မှာရှိပါတယ်မွေခေါင်းပြတ်သွားပြီမဲ့အစိတ်တွေကအထဲမှာရှိနေသေးပါကိုက်လိုက်တဲ့အချိန်မှာပါဇက်ကကြွက်သားတွေကိုညှစ်ထုတ်လိုက်တာကြောင့်အစိတ်တွေကအစိတ်ဆွဲကနေတစ်ဆင့်သွေးတွေကိုစီးဝင်သွားနိုင်ပါတယ်မွေသိရင်ခေါင်းကိုမြုပ်ထားရမယ်ဆိုတဲ့အရှင်းလူကြီးတွေစကားကဒီအချက်ကြောင့်လဲမှန်ကန်နေတာပါဒါပေမဲ့ဂလဲစားချီဖို့ပြန်ရှင်းလာမယ်ဆိုတာကတော့ပုံမြင်တသက်တာဖြစ်ပြီးမွေသေးရဲ့လှုပ်ရှားမှုတွေက biological reflex ကြောင့်သာဖြစ်ပါတယ်ဒါကြောင့်မွေကိုတက်ပြီးရင်တော့လက်နဲ့ဓာတ်ရိုက်မကန်ဖို့နဲ့ခေါင်းကိုယူတဆိုင်မြုပ်နှံမှုအရေးကြီးပါတယ်မွေကတေသွားရင်တော့သူ့ရဲ့အာရုံကြောစနစ်ကအလုံးလုံးနေစေဖြစ်လို့မွေသေးကိုမပေါ်စားဖို့တိုက်တွန်းချင်ပါတယ်နံပါတ်8မွေခိုက်ရင်တခွက်ပွင့်ပြုတ်တောက်ရမယ်တခွက်ပွင့်ကမွေစိတ်ကိုနိုင်တယ်လို့ယူဆကြတာပါအဖေကတော့လုံးဝကိုမှားနေတဲ့ပြင်အသက်အန္တရာယ်တောင်ရှိပါတယ်မွေစိတ်ဟာသွေးထဲဒါမှမဟုတ်အာယုံကြောတွေကိုဓာတ်ရိုက်ဝင်လာပါလူအစာအိမ်ထဲကိုမွေစိတ်ဖြီးစည်းမဟုတ်တဲ့အရည်တွေထဲတာဟာကလည်းဘာမှအကျိုးမရှိတဲ့အပြင်ဆေးရုံရောက်ဖို့အချိန်နှောင့်နှေးစေပြီးလူကိုသေဆုံးစေနိုင်ပါတယ်နံပါတ်9ငန်းဆောင်ကမိန်းကလေးတွေကိုသာရွေးလိုက်တယ်မွေကကြားမှခွဲခြားပြီးလိုက်တယ်လို့သင်ထင်ရင်တော့မှားပါလိမ့်မယ်မွေမှာကြားမှခွဲခြားနိုင်တဲ့အမြင်အာရုံမရှိပါဘူးသူ့ကိုရံပြစ်သူဒါမှမဟုတ်သူ့နေမြေတဲ့ဝင်လာသူဘယ်သူ့ကိုမဆိုရံမှုတက်တာပါဒါပေမဲ့မိန်းကလေးတွေကပိုကြောက်လန့်ပြီးတုတ်ပြန်မှုပြင်းထန်တာကြောင့်မွေကပိုလိုက်တာမျိုးဖြစ်နိုင်ပါတယ်နံပါတ်10ငန်းတို့ကြားသည်မွေဘီရင်ဖြစ်၍မွေများကအစားခံရန်ပါဇက်သေးသို့ဝင်ကြသည်မွေတွေကငန်းတို့ကြားကိုအခစားဝင်ကြတယ်ဆိုတဲ့အယူဆကတော့ရှေးရိုးစင်ဆက်လိုက်မှားယွင်းခဲ့တဲ့အယူဆတွေပါငန်းတို့ကြားမွေဟာမွေချင်းပြန်စားတဲ့မွေမျိုးစားဖြစ်ပါတယ်အခစားဝင်တာမဟုတ်ပဲငန်းတို့ကြားကအခြားမွေတွေကိုသူ့ရဲ့ပြင်းထန်လာတဲ့အစိမ့်နဲ့ထိုးသွင်းပြီးမွေတွေအစိမ့်မိပြီးညံနေတဲ့အခါမှသာခေါင်းကနေစမြိုတာပါသူကလူတွေထင်ထားသလိုမွေသူတော်လည်းမဟုတ်တယ်လို့မွေပြင်းလည်းမဟုတ်ပါဘူးဒီမွေတွေကညဘက်တွေမှာအရင်အတစ်ဖြစ်တဲ့မွေတွေပါသူတို့ကလူတွေကိုရံမှုတက်တဲ့အပြုတ်မှုတွေမရှိလို့တခါတလေသူတို့ကိုထိမိရင်တော့ပြန်မကိုက်ပါဘူးဒါပေမဲ့ငန်းတို့ရမွေကအစိတ်ရမ်းပြင်းတာမှုသူတို့ကိုတွေ့ရင်အနာမကတ်ကြဖို့ကြံပေးချင်ပါတယ်နံပါတ်7ဖျားဖို့တက်လာသောမွေများသည်ဖျားလာဖူးခြင်းဖြစ်သည်ဇီဝဗေဒအချက်အလက်တွေရမွေတွေမှာဘာသာရေးဆိုင်ရာအသိစိတ်မရှိပဲပတ်ဝန်းကျင်အပူအေးကိုရှာဖွေခြင်းကြောင့်သာဖျားဖို့သို့ရောက်လာကြခြင်းဖြစ်ပါတယ်ဖျားစီတွေဟာအများအားဖြင့်အုပ်ကြောက်တွေနဲ့တိဆောက်ထားတာကြောင့်ပတ်ဝန်းကျင်ထက်ပိုအေးမြနေပါတယ်သူ၏သတ္တဝါတွေဖြစ်တဲ့မွေတွေဟာသူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိဖို့အေးမြတဲ့နေရာတွေကိုရှာဖွေရာကနေဖျားဖို့ကိုရောက်လာကြတာပါဒါအပြင်ဖျားရည်မြင်ဘောကအပေါက်အကွဲတွေဟာလည်းသူတို့အတွက်ကောင်းမှုနဲ့ခိုအောင်ရနေရာတွေဖြစ်နေလို့ပါဖျားစီဒီတွေမှာမွေတွေကိုနွားနှုတ်နဲ့ချက်ဥတိုက်ကျွေးတာကလည်းကုသိုလ်ရတယ်လို့ယူဆနေကြပေမဲ့ဇီဝဗေဒရတော့ဒါဟာမွေကိုဖြည်းဖြည်းချင်းတတ်နေတာနဲ့အတူတူပါပဲဇီဝဗေဒအချက်လက်တွေရမွေတွေဟာနို့တိုက်သတ္တဝါမဟုတ်တဲ့အတွက်နို့ထဲမှာပါတဲ့တရားဓာတ်တွေကိုအစာချေဖြစ်နိုင်စွမ်းမရှိပါဘူးမွေတွေကိုနွားနို့တိုက်လိုက်ရင်သူတို့ရဲ့အစာချေစနစ်ကလက်မခံနိုင်ပဲအစာအိမ်ရောင်တာနဲ့ရေဓာတ်ခန်းချောက်တာတွေကိုဖြစ်စေပါတယ်သဘာဝတရားမှာဘယ်မွေကမှအခြားသတ္တဝါရဲ့နို့ကိုမတောက်ပါဘူးမွေတွေကိုအတင်းအဓမ္မနွားနို့ကြက်ဥတွေတိုက်ကျွေးပြီးနေသားကြအောင်လှုပ်ခြင်းဟာလည်းသူတို့ရဲ့သဘာဝအတိုင်းအမဲလိုက်တဲ့ဗီဇကိုပျက်စီးစေပါတယ်အစာမချေနိုင်တဲ့အရာတွေကိုစားသုံးပြီးတဲ့မွေတွေဟာလည်းပိုခါကြာဆင်းပြီးယောဂရကသေဆုံးသွားတတ်ပါတယ်မွေတွေကိုတနာလို့ကုသိုလ်လိုချင်လို့တိုက်ကျွေးတာဟာကောင်းမွန်တဲ့စေတနာဖြစ်နိုင်ပေမဲ့ဇီဝဗေဒအရတော့သူတို့ကိုယောဂပေးနေတာနဲ့တူတူပါပဲမွေတွေကိုတကယ်ကူညီချင်ရင်သူတို့သဘာဝအတိုင်းနေထိုင်နိုင်မဲ့တောတောင်တွေထဲပြန်လွတ်ပေးတာဒါမှမဟုတ်ဘေးကင်းရာကိုဖယ်ရှားပေးတာကသာအကောင်းဆုံးကုသိုလ်ဖြစ်တယ်ဆိုတာကိုဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကိုသိစေချင်ပါတယ်နံပါတ်7မွေများသည့်လူရောက်ဖန်ဆင်းနိုင်သည်မွေတွေမှာရုပ်ပိုင်းဆိုင်ရာပြောင်းလဲနိုင်စွမ်းလုံးဝမရှိပါဘူးလူအဖြစ်ပြောင်းလဲဖို့ကပိုလို့တောင်ဝေးပါသေးတယ်
တတော်တကောင်ရဲ့ DNA နဲ့အယိုးအစစ်တိဆောက်ပုံကစက္ကန့်ပိုင်းတွင်ပြောင်းလဲဖို့ဆိုတာဇီဝဗေဒအရမဖြစ်နိုင်ပါဘူးဒါဟာရှေးဟောင်းပုံမြင်တွေနဲ့စိတ်ကူးရင်ရုပ်ရှင်တွေကလာတဲ့ဒဏ္ဍာရီတတ်တာဖြစ်ပါတယ်မွေးဟာတတ္တဗေဒအရတွားသားတတော်အစစ်မှပဲရှိပါတယ်နံပါတ်73စပကြီးစပအုံးမွေးတွေဒီညှို့ယူနိုင်သည်စပကြီးမွေးတွေကလူတွေရဲ့စိတ်ကိုညှို့ယူပြီးဖန်ဆားနိုင်တယ်လို့ထင်ကြတာပါဒါဟာစိတ်ညှို့ခြင်းမဟုတ်ပဲချောင်းမြောင်းတိုက်ခိုက်ခြင်းသာဖြစ်ပါတယ်စပကြီးမွေးတွေမှာလူကြီးမင်းတို့လိုမျက်တောင်မရှိတဲ့အတွက်သူတို့ကိုကြည့်ရင်စိုက်ကြည့်နေတယ်လို့ထင်ရတာပါတကယ်တော့သူတို့ကသားကောင်ကိုညှို့ယူတာမဟုတ်ပဲငြိမ်ငြိမ်လေးစောင့်နေတာပါသူတို့ရဲ့သားကောင်ကအနာရောက်လာတဲ့အခါမွေးရဲ့အယောင်ကပတ်ဝန်းကျင်နဲ့တရားတည်းဖြစ်နေလို့သားကောင်ကမမြင်မဲတက်တက်တိုးမိတာကိုလူတွေကညှို့ခိုင်းရလို့အနာရောက်သွားတယ်လို့ထင်မှားကြတာပါနံပါတ်74စပကြီးစပအုံးတဲကြီးဒီကင်ဆာပျောက်သည်ဇီဝဗေဒအချက်လက်တွေမှာတော့မွေတဲကြီးမှာကင်ဆာဆဲတွေကိုတတ်နိုင်တဲ့ဇီဝဗေဒဆိုင်ရာဂုဏ်သတ္တိမရှိပါဘူးတဲကြီးဆိုတာအစီတွေကိုခြေဖြတ်ဖို့သဘာဝကပေးထားတဲ့အရေးသားဖြစ်ပါတယ်မွေတဲကြီးကိုအစိမ့်လိုက်တောက်ခြင်းဟာလည်းကင်ဆာမပျောက်တဲ့အပြင်မွေရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတတ်တဲ့ဘက်တီးရီးယားနဲ့အခြားတန်ကောင်တွေပါရာဆိုက်တွေကိုလူကိုယ်ထဲရောက်လာပြီးနောက်ထပ်ယောဂသစ်တွေပါရဖို့ပဲရှိပါတယ်နံပါတ်75မွေကြိုက်ခံရရင်စီးနီးတူများသုံး၍ကုနိုင်သည်မွေစိတ်ဟာပြန့်နှံ့မြန်သလိုသွေးထဲကအစိတ်ကိုဓာတ်ပြဲစေဖို့မွေစိတ်ဖြည့်စေတစ်မျိုးတည်းနဲ့သာကုသလို့ရပါတယ်စီးနီးတူတွေဖြစ်တဲ့အနာကိုလှီးတာအစိတ်ကိုပါးစက်နဲ့စုပ်ထုတ်တာစီးမြစ်တွေလိမ့်နာတွေဟာအလွန်အန္တရာယ်များပါတယ်အနာကိုဓာတ်နဲ့လှီးလိုက်ရင်ပိုးဝင်ဖို့ပိုလွယ်ကူသွားပါလိမ့်မယ်အစိတ်ဟာစက္ကန့်ပိုင်းတွင်သွေးထဲကိုရောက်သွားတာကြောင့်စုပ်ထုတ်လို့မရနိုင်ပါဘူးစီးရုံကိုအချိန်မီသွားဖို့နောက်ကျသွားရင်မွေစိတ်ကကြောက်ကပျက်စီးတာတက်ရှူလမ်းကြောင်းပိတ်တာတွေကိုဖြစ်စေနိုင်လို့ခင်မီစေးပညာနဲ့ပဲကုသသင့်ပါတယ်ကျွန်တော်တို့အယူမားနေတဲ့မိနစ်ပိုင်းလေးဟာလူတစ်ယောက်ရဲ့အသက်နဲ့ရင်းရနိုင်တာကြောင့်မလုံသင့်တာကိုမလုံမိကြဖို့တိုက်တွန်းချင်တာပါအခုကျွန်တော်ပြောပြခဲ့တဲ့အချက်15ချက်ကိုကြည်ပြီးတဲ့နောက်ကျွန်တော်တို့ပတ်ဝန်းကျင်မှာအမှန်တရားနဲ့အယူသင်းမှုကြားဘလောက်တောင်ကွာဟနေလဲဆိုတာသတိပြုမိကြမှာပါမွေဆိုတာကျွန်တော်တို့ရန်သူမဟုတ်ပါဘူးသူတို့ကဂေယစနစ်ရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုသာဖြစ်ပါတယ်ဒီအယူဆအမားတွေကြောင့်မွေတွေကိုမလို့အပ်ပဲတပ်ဖြတ်တာမွေကြိုက်ခံရတဲ့အခါစီးမီတိုတွေနဲ့အချိန်ဖြုံးတာတွေဟာတကယ်တော့အလွန်ဝမ်းနည်းဖို့ကောင်းတဲ့ကိစ္စတွေပါကျွန်တော်ဒီဗီဒီယိုလေးကိုဖန်တီးရတဲ့အဓိကအရည်ရွယ်ချက်ကတော့တယောက်ယောက်ကမွေကိုငါးနိုးတိုက်တာအန္တရာယ်ရှိတယ်လို့သိသွားရင်ဖြစ်ဖြစ်မွေကြိုက်ခံရရင်တစ်ခွက်ပွင့်ရှာရမယ်အစားစေးရုံပြေးရမယ်ဆိုတာသိသွားရင်ဖြစ်ဖြစ်ဒါဟာကျွန်တော်အတွက်အောင်မြင်မှုပါပဲမားကိုအမှန်ပြင်နိုင်တဲ့အသိပညာကသာတင့်ကိုဘေးအန္တရာယ်ကနေအစစ်အမှန်ကာကွယ်ပေးနိုင်မှာပါဒီဗီဒီယိုလေးကတင့်အတွက်တင်မကပဲတင့်ရဲ့ချစ်ခင်ရတဲ့ဒူတွေအတွက်ပါအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဝေးနဲ့ပတ်သက်တဲ့အယူအဆအမှားတွေကတစ်ထောက်တစ်ညပုံမြင်တွေလိုပြောပြရင်ကုန်မှာမဟုတ်တဲ့အတွက်အပိုင်းနှစ်ကိုစက်တင်ပေးပါဦးမယ်မြန်မာပြည်သူပြည်သားတွေအလုံးမွေးရန်တွေကနေကင်းဝေးပြီးမှားယွင်းတဲ့အယူအဆတွေကိုစွန့်လွတ်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်အပိုင်းနှစ်မှာပြန်တွေ့ပါမယ်